မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေဒီကနေ့အတွက်နောက်ဆုံးရစစ်ရေးသတင်းသုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတနိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်လိုထူးခြားတဲ့အပြောင်းအလဲတွေဖြစ်နေလဲဆိုတာကိုသိရှိဖို့အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာသတင်းဦးသတင်းထူအနေနဲ့နေပြည်တော်ကသတင်းကိုအရင်စတင်ချင်ပါတယ်2026ခုနှစ်ဧပြီလ9ရက်နေ့မှာပဲအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုအီမင်းအောင်လှိုင်ကသူ့ကလိုသူသမ္မတအဖြစ်သတ်မှတ်လိုက်ပြီးဝန်ကြီးဌာန30အတွက်ဝန်ကြီးစည်းရင်းတွေကိုတင်ပြလိုက်ပါတယ်ဒါဟာ2025ရွေးကောက်ပွဲရလဒ်ကိုအသုံးချပြီးသူတို့ရဲ့အုပ်ချုပ်ရေးကိုတရားဝင်မှုရှာဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ပြည်နယ်တွေဘက်ကိုကြည့်မယ်ဆိုရင်လည်းရှမ်းပြည်နယ်မှာဝန်ကြီးချုပ်ဆိုင်းထိန်ဆိုးဦးဆောင်တဲ့ဝန်ကြီး10ဦးပါဝင်တဲ့အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့ကရင်ပြည်နယ်မှာလည်းဦးစောခေါင်ပန်ထော့ကိုစီမံဝန်ကြီးအဖြစ်ခန့်အပ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့မြေပြင်စစ်ရေးမှာတော့တိုက်ပွဲတွေကအရှိန်မြင့်နေစေပါ။ကရင်ပြည်နယ်ကော့ကရိတ်မြဝတီလမ်းပိုင်းကစခန်းတွေကို SDDF အဖွဲ့ကဒီလ4ရက်နေ့ကအပြင်းထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာဆိုရင်လည်းဧပြီလ6ရက်နေ့ကဖားကန်လုံခင်းရွာမှာစစ်ကောင်စီနဲ့ KIA တို့အကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ဧပြီလ9ရက်နေ့မှာ KIA ရဲ့ဒူးဗိုလ်ချုပ်ကြီးခွန်မော်ဟာရှမ်းမြောက်ဘန်းကိုတွားရောက်ပြီး SSPP, TNLA နဲ့ MNDAA မဟာမိတ်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။ရှမ်းပြည်နယ်အတွင်းမှာတော့ဒီလ4ရက်နေ့ကကွတ်ခိုင်မြို့နယ်ထဲကကျေးရွာစက်ကွန်လေးရွာမှာရှိတဲ့ TNLA အလံနဲ့စိုင်းပုတ်တွေကို MNDAA ကဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်မျိုးတွေကြောင့်မဟာမိတ်အချင်းချင်းကြားလူမျိုးရေးအငင်းပွားမှုတွေထပ်ဖြစ်လာမလားစိုးရိမ်စရာထင်နေပါတယ်။မွန်ပြည်နယ်ဘက်မှာတော့ဧပြီလ9ရက်နေ့မှာဗိုလ်ချုပ်အောင်ဝင်းတန်းကိုဝင်ကြီးချုပ်ဖြစ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခိုင်းထားပေမဲ့မြေပြင်မှာတော့ဧပြီလ3ရက်နေ့ကရင်းတင်ရွာနားမှာ MSRF နဲ့ PDF ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကဗိုလ်ကြီး2ဦးပါဝင်3ဦးတေဆုံးသွားခဲ့ပါတယ်။ဆက်လက်ပြီးလူခွင့်ရေးချိုးဖောက်မှုသတင်းတွေကိုကြည့်ရအောင်ပါ။ပြည်ñပြည်နယ်မှာပြီးခဲ့တဲ့မလအတွင်းစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှု22ကြိမ်ကြောင့်ကလေးငယ်2ဦးပါဝင်ပြည်သူ17ဦးထိတေဆုံးခဲ့ရပါတယ်။တိုင်းဒေသကြီးတွေမှာလည်းစစ်ကောင်စီရဲ့လေးချောင်းရံကကြောက်ခမန်းလေးဖြစ်ပေါ်နေပါတယ်။စကိုင်းတိုင်းရွှေဘိုစင်အင်းရွာမှာဧပြီလ6ရက်နေ့က Jet Fighter 2စီးနဲ့9ကြိမ်တိုင်ဘုံကျဲခဲ့လို့တန်ဃာတော်ကဘာပြန်လွန်တော်မူခဲ့ရလို့ဒီဘရင်အင်းပင်ရွာကိုလည်းဒရုန်းနဲ့ဘုံကျဲခဲ့ပါတယ်။မကွေးတိုင်းပေါက်ရေကတော်လွှာကိုလည်းဧပြီလ6ရက်နေ့မှာလေရင်3စီးနဲ့9ကြိမ်ဘုံကျဲခဲ့ပါတယ်။ဒါပေမဲ့နက်မောင်နဲ့အခုဘက်မှာတော့ PDF တွေရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်စစ်သား30တေဆုံးခဲ့ပါတယ်။မန္တလေးတိုင်းတောင်သာရွှေစမ်းချောင်းမှာလည်းဧပြီလ9ရက်နေ့ကဘုံကျဲမှုကြောင့်ကိုဝင်းဆောင်အမျိုးသမီး2ဦးပါဝင်ပြည်သူ9ဦးတေဆုံးခဲ့ရပါတယ်။ပဲခူးတိုင်းနတ်တလင်းဘဲမခန်းရွာမှာလည်းဧပြီလ9ရက်နေ့ကနေ9ရက်အတွင်းဘုံကျဲမှုကြောင့်2ဦးသေဆုံးပြီးပြည်သူ100ကျော်ကိုစစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးထားတာသိရပါတယ်။ဒါတင်မကသေးပါဘူး။တနင်္ဂနွေတိုင်းတော်ဝဲလောင်းလုံတရက်ချောင်းတို့မှာဧပြီလ9ရက်နေ့ကလူငယ်တွေကို1ရက်10ဦးနှုန်းနဲ့အထင်းအတက်မှာပေါ်တာဆွေးပြီးခမာရ20မှာတငင်းထဲမှာချုပ်နှောင်ထားတယ်လို့သိရပါတယ်။ရန်ကုန်မှာဆိုရင်လည်းတကြံပွဲလို့ဖို့အတွက်စစ်တပ်နဲ့ထွေးအုပ်ကလုပ်ငန်းရှင်တွေစီကနေငွေတွေကိုအထင်းအတက်မှာကောက်ခံနေတယ်လို့ ARD တိုင်းမှာလည်းဦးအေးကျော်ကိုဝင်ကြီးချုပ်ဖြစ်ခန့်အပ်တာပေါ်ပါတီငယ်တွေကမကြေမနက်တင်နေကြပါတယ်။အချို့အပြင်တုံးထက်ရရင်တော့စစ်ကောင်စီဟာစစ်ရေးရှုံးနိမ့်မှုတွေကိုလေကြောင်းအင်အားပေါ်တာဆွဲတာတွေနဲ့ဖုံးကွယ်ဖို့စ조사နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ຫນွေဥတော်လိုင်းရဲ့အဖွဲ့အစည်းတွေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအမြန်ဆုံးဖြည့်တင်းဖို့လိုအပ်နေတယ်လို့ပေါ်တာဆွဲခံရမယ့်လူငယ်တွေကိုဘေးကင်းစွာပို့ဆောင်ပေးဖို့နဲ့မဟာမိတ်အချင်းချင်းကြားမှာလူမျိုးရေးတင်းမာမှုတွေကိုအမြန်ဆုံးညှိနှိုင်းဆွေးနွေးပြီး Federal ပြည်ထောင်စုတည်ဆောက်ရေးကိုလည်းရှေ့တန်းတင်ဆက်ဖို့တိုက်တွန်းကြပါတယ်။မိဘပြည်သူများခင်ဗျာတော်လန်ရေးကိုအားပေးတဲ့ဆိုရင်အခုလိုစစ်ရေးသတင်းသုံးသက်ချက်တွေကိုများများ share ပေးကြဖို့နဲ့ကျွန်တော်တို့ရဲ့ channel ကို follow နဲ့ like လုပ်ပေးကြဖို့ထပ်မံတိုက်တွန်းလိုပါတယ်။အရေးတော်ပုံအောင်ရမည်